customers like have ID points. အခုကျွန်တော် Central World ပူးမမှာရောက်နေပါပြီ။မနေ့ပြန် High Ross Solo Man ပြိုင်ဖို့အတွက်ဟို athlete check in လာလုပ်တာပေါ့နော်။အတန်းကတော့တော်တော်ရှိရယ်။မြင်တဲ့အတိုင်းပဲနည်းနည်းမို့တော်တော်ရှိတယ်။အခုကျွန်တော်တနာရီဟိုပါပေါ့တနာရီ30တနာရီခွဲလောက်ထဲကစပြီးတန်းစီတာပေါ့နော်။ဘယ်လောက်မှ check in ဝင်လို့ရလဲဆိုတာကိုကျွန်တော်ကြည့်မယ်။ကဲအခုကတော့ဒီမှာ3.3နဲ့နံပါတ်4တော့လာပေးတယ်ဆိုတော့အခုပဲနိုင်ခွဲရှိပြီဟိုးနောက်ကနေဒီအရှိတော့ရောက်လာတယ်ဆိုတော့ဒီတီကြတော့နောက်ထပ်45မိနစ်တော့တန်းစီအောင်ပါရန်ကုန်မှာလည်းစီတန်းစီရပြီလို့ဒီမှာလည်းအခုပြိုင်ပွဲအတွက်တန်းစီနေရပြန်ပြီကျွန်တော်တို့ဘောကအများတန်းစီနေရတာယူနိုင်ရိုက်လိုက်အောင်โอเคအခုတော့2နာရီနဲ့15ဆိုတော့ပြောချင်တာက45မိနစ်ရှိပြီအခုမှကျွန်တော်ဒီအပေါက်ဝပဲရောက်သေးရနော်maybe နောက်ထပ်နိုင်ခွက်လောက်နိုင်ခွက်မကောက်ဘူးနောက်ထပ်45မိနစ်ထပ်ပြီးတန်းစီရအောင်ပါကျွန်တော်မြင်တာကတော့ဒါတော့ business ပဲဗျဘာဖြစ်လို့သူတို့ကူးမားကိုတည်တံ့ရွေးလဲဆိုတော့အကယ်၍သူတို့ပြိုင်တဲ့ကွင်းမှာတွားပြီးတော့ထုတ်လို့ရှိရင်ဘာပစ္စည်းတွေမှာကြည့်လို့လဲဘလူးဒီနေရာမှာဆိုကြည့်လိုက်ကျွန်တော်တို့ဘလူးပဲပတ်ဒီနေရာကိုသူတို့လှုပ်ထားတဲ့ပုံစံဒီဆိုင်တစ်ခုလုံးကိုမွေးလိမ်မွေကောက်ပုံစံမျိုးပတ်အောင်လုပ်လို့ရတယ်အဲ့တော့လူကတည့်မှာရောက်လက်စားနဲ့ပူမှကြည့်မယ်ကိုင်းကြည့်ဒီကိုင်းကြည့်တော့သူတို့ရဲ့ branding ပေါ့နော်အဲ့တော့မစိုးသူတို့ idea ကောင်းတယ်ပူမှလုံးဝဒါ marketing လုပ်ရတာပဲ share တွေလည်းညောင်းလာပြီအခု2နာရီနဲ့40နှစ်တန်းစီတာ1နာရီနဲ့15မိနစ်ရှိသွားပါပြီအခုမှနောက်ဆုံးထုံးမဲ့ကောင်းတာကိုရောက်တော့မယ်ပြင်မနေတော့ဒီမှာဗာပြဖို့လို့လဲဆိုတော့ကျွန်တော် register လုပ်ထားတယ် QR scan ရယ် QR ပေါ့နော် QR ဖတ်ဖို့ရယ်နောက်တစ်ခါကျတော့ passport ရယ်အဲ့ဒါကိုပြပေးရတယ်ဒါ QR ပေါ့ register လုပ်တဲ့ QR ပြပေးရတယ်ဒါက NRC ပြပေးရတယ်ရကျွန်တော်တို့ဘက်ကဒါကိုတော့ scan ဖတ်တာပေါ့you're out please sorry okay so ညတူဟိုအာယုမန်က GPS လို့ပဲခြေအောင်မှာကျွန်တော်ပတ်မယ်တဲ့ Yeah, it's at the venue, so not here, at the venue. We'll check that customer service here. Okay. You can ask them the price. I think it's 400 or 380 or 420 or something like this. There's about 400 baht. 400 baht. Okay, thank you. Okay, go. Okay. အဲ့တော့ဗာပြောချင်တာလဲဆိုတော့အခုကျွန်တော်တို့ဒါ Ironman ကပြိုင်ခဲ့တဲ့ဒါ GPS sensor လို့ပဲခြေအောင်မှာပတ်ထားရမယ် High Ross ပြီးရင်လက်ပတ်ကြိုးနှစ်ခုရှိတယ်ကျွန်တော်တို့ထင်ထားတာကကျွန်တော်တို့ကိုလိုက်အားပေးမဲ့သူတွေအတွက် ticket တစ်စောင်ရတယ်လို့ထင်ထားတာမဟုတ်ပါဘူးကျွန်တော်တို့ပြိုင်ပွဲဝင်သမားတွေကဒါဘယ်နည်းမဆိုဝင်ကြည့်ခွင့်ရှိတယ်ကြံနဲ့လာကြည့်တဲ့သူတွေကကြတော့တစ်ရက်ကိုဘတ်400သို့မဟုတ်500ကို station ရောက်မှဝယ်ရမှာပါကဲအခုကတော့ပြိုင်ပွဲဒီနေ့ကတော့ကျွန်တော်17နာရီပေါ့နော်အခုကတော့မနေ့8ခွဲဥကျော်တို့ဘာအားပေးမလို့ဘလူးနိုတို့ပေါ့နော်တို့လည်းရင်ခုန်နေပြီလားကောင်းလေးကြည့်ရတော့မယ်မင်းသားတွေမြင်းကြီးတွေဟိုကောင်မလေးကြီးမှာအဲ့တော့အခုသွားနေပါပြီဆိုတော့ vlog ကတော့ကျွန်တော်2ပိုင်းပေါ့နော်တစ်ပိုင်းကကျွန်တော်ဒီနေ့ဟို Expo Day ဆိုပြီးတော့ကျွန်တော်တို့တိုင်ပွဲမတိုင်ခင်ဒီဗီဒီယိုတစ်ခုထုတ်မယ်ပြီးရင် risk cap ပေါ့နော်ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာဘာတွေခံစားရလဲဘယ်လိုကြုံရလဲဆိုတာโอเคအဆုံးထိကြည့်ပေးဦးဒီကောင်ကကျွန်တော် spectator check-in လို့ခေါ်တယ်ပြောချင်တာကပြိုင်ပွဲဝင်သမားကလွဲလို့ပွဲလာကြည့်ချင်တယ်ဆိုရင်ဒီမှာဘတ်400ကျွန်တော်ဘတ်400ဖြစ်လိမ့်မယ်အဲ့ဒါနဲ့ပေးပြီးပွဲရတယ် We still have time, so you can, roam around and check everything. ရောက်ရေးအကျယ်ကြီးပဲဟာအ
ကျဲရွယ်တော်တော်ကျဲဒီမှာကျတော့ဟိုပါပေါ့ကိုယ့်ကိုအေးအေးဆေးဆေး relax လုပ်ပြီးတော့နားမဲ့နေရတစ်ချက်တော့ပတ်ကြည့်လိုက်အောင်မယ်တစ်ချက်ပတ်ကြည့်လိုက်အောင်မျိုး press လုပ်လို့ရတာပေါ့ဟို spectator လက်မှတ်ကားတဲ့ cash နဲ့ရှင်းလို့မရဘူးသိလားအဲ့တော့အခု online ဟိုပါပေါ့ banking နဲ့ပေးမှရမှာအဲ့ဒါအခုဟိုတကယ်ကြီးတဲ့အကူကြီးတောင်းပြီးတော့သွားလုပ်လိုက်အောင်မယ်အဲ့တော့နောက်တစ်ခါလာပွဲလာကြည့်မယ်ဆိုရင်လက်မှတ်က cash မရပါဘူးပွဲမှာ okay အခုကတော့ဒီမှာလက်မှတ်ဝယ်ဖို့တော့ banking ရမယ်ပေးလို့ရတယ်ဆိုတော့ကျွန်တော်တို့တိုင်းပတ်နေမှာအခုတော့ဝယ်လုံးနေပေါ့ဟိုကဗာလဲ like and share လာမလုပ်ပေးစင်ကာတပူ free ရတယ်ကြောဦးကြောဦးကြောဦးကြောဒီကတော့ဟောဝင်ရ ဒီတက်တော့ digital ပါသွားပြီပြီးတော့စနစ်ပုံကြအောင်မိုက်တယ်โอเคဒါကတော့ athlete တွေနားတဲ့နေရာဟုတ်ပါဒီမှာကျွန်တော်ပစ္စည်းရတော့မယ်ကဲဘာမှလုပ်ကြမလို့နော် တိတ်မကြိုက်လဲဟိုဟာပွဲစားကနေမှခွာလာ မိုက်တယ်မိုက်တယ် ကြိုက်တယ်ဆိုတစ်ခုထပ်ယူလိုက်ကြားထဲမှာချွေးခွာနိုင်လို့ကက်လေဒီတိုင်းပဲအဲ့လိုကတ်လိုက်ရော ကတ်လိုက်ရောမယ် Okay Robert ထားရမယ် Yep Okay အခုအဲ့ဒါကျွန်တော်တို့ warm up ကြာနေလို့တော့မယ်အခု10နာရီခွဲပြီဆိုတော့အဲ့ဒါတော့ကျွန်တော် live လွှင့်ဖို့ပဲ live လွှင့်ဖို့နေတော့လွှင့်မယ်မမြင်တော့မလွှင့်တော့ဘူး before your race begins. ဒါကြောင့်စမယ်ဆိုရင်ဒီကိုလာမှာလား Championship. နောက်ထပ်15မိနစ်ဆိုရင်တော့ကျွန်တော်အချိန် ready စောင်းတော့အခုလောလောဆယ်ကတော့ကျွန်တော်တို့ဒါကတော့ warm up area ပေါ့နော် Second time. All that. ဘေးမှာအခိုင်နေဒါဆိုတော့နောက်ထပ်10မိနစ်ဆိုရင်သွားတော့ First time. All that. ကျွန်တော်တို့ training ဆင်းထားတဲ့ဒါတော့ warm up area အကြောင်းမို့လားမသိဘူးပေါ့နော်နည်းနည်းလေးခက်တယ် grip နည်းနည်းပါနေလို့အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲမှာအစနှစ်ဖြတ်ပဲတိုးမှာဒီပုံစံနဲ့ဆိုကျွန်တော်3ဖြတ်တိုးမှာရတော့မှာ3ဖြတ်မှရတော့ နောက်တော့အခုက4မီတာလောက်တွန်းကြည့်တာအောင်နည်းနည်းလေးညောင်းပြီးတက်လာ ဟုတ်တယ် It's dangerous for you. ပိုလွယ်ပြောလို့ရတယ် All right, now if you look next exercise, and again until you finish. คุมเอาสีดำเท่านั้นนะคะนี่คือทางออกนะคะ โอเคไว้ပြောလို့ရတယ် ทุกคนจะ အဲ့ဒီမှာတလောင်းတော့ကလက်ရှာနေတာဘာမှမလုပ်ရဘူး အဲလမ်းမှန်အောင်ဝယ်လိုက်ရှာနေရ အဲ့လက်ရှာဘယ်ကောင်တွေဘယ်လိုပြေးလဲလိုက်ကြည့် ပြီးသွားပါပြီကြာချိန်ကတော့2နာရီနဲ့20စက္ကန့်လားမသိဘူး2နာရီကျော်ရတယ်ပေါ့နော်ကြွက်တွေတက်တယ်ဒီပွဲကမိုက်ပါတယ်ပြီးတော့အခုပင်ပန်းလို့ recap video လေးကိုပြီးမှပြန်နေပေးပါမယ်အဲအရှာလောက်တာလေးမစိုးသူတို့ရှိမှာ Instagram နေ share ပြီး post တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကိုကြိုက်တဲ့ဒီ chain လေးတွေပေါ့နော်အဲ့ဒါလေးကို customize လုပ်လို့ရပါတယ် สีดำ လက်ကြီးတော့ပေါက်နေလေဒါလေးတွေယူလို့ရတယ်ဆိုတော့ကံကောင်းလားမကောင်းလားစမ်းကြည့်အောင်မယ် Can I take ဖိုတိုရိုက်ရင်းနဲ့ကြွက်တက်သွားပြီးတော့ပြန်မထားနိုင်တော့ဘူးကဲဒီကတော့ BYD Tower လေးရလို့တဲ့ဘာကြီးလို့ရမှာလဲ တို့ဒီမှာကြီးရိုးသွားမယ်400မီတာ။နောက်ပြီးသွားရင်ဘာဖီဆယ်ကြီးတရေဝိုင်းခုံးမယ်။ခုံးပြီးသွားရင် slap push နည်းနည်းလေးပါအေးဆေးပါလုပ်နိုင်ပါ။ပြီးသွားရင်ကားကိုဆွဲမှာကားကိုကားဆွဲဖို့ကျဲတယ် โอเคအဲ့တော့ Tower တစ်ခုရမယ်ပေါ့ဗျာဒါတော့အမှတ်တရပေါ့တမန်နဲ့ပြိုင်ပြီးသွားလူကတော်တော်လစ်နေပြီဒါပေမဲ့လည်းလက်ဆောင်ရမယ်ဆိုတော့လောက်ရတာပေါ့
တယ်ဒီနေရာတော့ပြိုင်ပွဲပြီးရဲ့လူတွေနားလို့လည်းရလို့ပြိုင်ပွဲမပြိုင်ခင်နားလို့လုပ်ပေးတာ station လေးမင်းဘက်လေးတွေတော်တော်မိုက်တယ်โอเคအခုကျွန်တော်တို့အရန်ပင်ပန်းနေပြီဆိုတော့တခြားကျွန်တော်အသည့်တွေလည်းပြိုင်မှုရှိရတယ်ဘယ်ပြိုင်မဲ့သူတွေရောပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်နားပြီဗျာနောက်ရက်မှထပ်ကြည့်အောင်မယ်အကျေကြီးပဲမိုက်ပါတယ်